လုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ပထဝီနိုင်ငံရေးအခင်းကျင်းမှာနိုင်ငံမှာရှိတဲ့အရင်းမြစ်တွေကိုမဟာဗျူဟာမြောက်အသုံးချနိုင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကမ္ဘာနိုင်ငံရေးအခင်းကျင်းမှာဒီနိုင်ငံရဲ့ပုံရိပ်တွေတိစောက်တဲ့အခါမှာပထဝီဆိုင်ရာအချက်လက်တွေကအရန်ကိုအရေးကြီးလာပြီဖြစ်ပါတယ်ဆိုတော့ဒါတွေကိုပြောရမယ်ဆိုရင်နိုင်ငံပိုင်တဲ့နေမြေအကျဉ်းဝန်တွေနိုင်ငံရဲ့မဟာဗျူဟာမြောက်ဒီနေရာတွေနိုင်ငံကပိုင်ဆိုင်တဲ့မျက်နှာသွင်းပြအနေထားနဲ့ဒီနိုင်ငံကထွက်ရှိတဲ့မဟာဗျူဟာမြောက်အရင်းမြစ်တွေစသဖြင့်ဆိုတော့ဒီအရာတွေကိုအသုံးပြုပြီးတော့ဒီနိုင်ငံရဲ့ကမ္ဘာနိုင်ငံရဲ့အခင်းကျင်းမှာနိုင်ငံရည်တည်နိုင်ရဲ့အတွက်မဟာဗျူဟာမြောက်အသုံးချပြီးတော့တိစောက်လာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာမဟာဗျူဟာမြောက်အရင်းမြစ်တွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်စွမ်းရည်အရင်းမြစ်မှာဆိုလို့ရှိရင်ရေနံနဲ့သဘာဝဓာတ်ငွေ့တွေရှိမယ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပြင်ကာကွယ်ရေးလုံခြုံရေးအတွက်အဓိကကျတဲ့နည်းပညာသယံဇာတအရင်းမြစ်တွေမှာဆိုလို့ရှိရင်တော့မြေရှားသတ္တုတွေရှိမယ်ပြီးတော့ယူရေနီယံနဲ့သံမဏိတွေရှိမယ်ပြီးရင်ကိနစ်တွေရှိမယ်ပေါ့လေစသဖြင့်ဆိုတော့ဒီသယံဇာတတွေကအရေးပါတဲ့သယံဇာတတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီကမ္ဘာနိုင်ငံတွေအနေနဲ့ဒီသဘာဝသယံဇာတတွေကိုလူရင်းနဲ့စစ်ပွဲတွေဖြစ်ခဲ့ကြသလိုလက်ရှိမြန်မာနိုင်ငံရေးမှာလည်းလက်နက်ကိုင်အများစုကဒီသဘာဝသယံဇာတပိုးကြွယ်ဝတဲ့ဒေသတွေကိုပေါ့လေထိန်းချုပ်နိုင်ရေးအတွက်အစဉ်တစိုက်ကြိုးပမ်းနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့သဘာဝသယံဇာတတွေအပေါ်မှာထိန်းချုပ်နိုင်ဖို့ကြိုးစားရင်ဖြစ်လာတဲ့ဒီနိုင်ငံရေးကိစ္စတွေပဋိပက္ခတွေနဲ့စစ်ပွဲတွေနေမြေအငြင်းပွားမှုတွေဟာဒီပထဝီနိုင်ငံရေးအဆက်ဆက်ဖြစ်တဲ့ပထဝီအကျိုးစီးပွားဒီမဟာဗျူဟာမြောက်အရင်းမြစ်တွေကိုအသုံးချနိုင်ဖို့ကြိုးစားရင်ဖြစ်လာတဲ့အကြောင်းတရားတွေပဲဖြစ်ပါတယ်အဲ့တော့လက်ရှိနိုင်ငံတကာကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနိုင်ငံမှာရှိတဲ့မဟာဗျူဟာမြောက်အရင်းမြစ်တွေကိုအသုံးချပြီးတော့ဒီတခြားနိုင်ငံတွေအပေါ်မှာဒီနိုင်ငံရေးအရာလွှမ်းမိုးနိုင်ဖို့ကြိုးပမ်းလာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့ဒီနိုင်ငံရေးအခင်းကျင်းရဲ့ great power တွေဖြစ်တယ်ပေါ့လေအမေရိကန်နဲ့တရုတ်နိုင်ငံတို့ကြားကကုန်သွယ်ရေးစစ်ပွဲတွေရဲ့အဓိကပြဿနာတစ်ခုကတော့မြေရှားသတ္တုပြဿနာပဲဖြစ်ပါတယ်ဆိုအဲ့ဒီမှာတရုတ်နိုင်ငံကမြေရှားသတ္တုကိုဒီမဟာဗျူဟာမြောက်အဖြစ်နဲ့ပေါ့လေအသုံးချနေတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီကုန်သွယ်ရေးစစ်ပွဲမှာလည်းTrumpကိုတရုတ်ကမြေရှားသတ္တုတင်ပို့မှုကိုရပ်ဆိုင်းပစ်မယ်ဆိုပြီးတော့ချင်းချောက်ခဲ့တဲ့အခါမှာTrumpအနေနဲ့ပေါ့လေဒီကုန်သွယ်ရေးစစ်ပွဲမှာတရုတ်သွင်းကုန်ပေါ့55%နဲ့တရုတ်ကျောင်းသားတွေအပေါ်မှာဗီဇာရုပ်သိမ်းမှုတွေကိုလည်းလက်လျှို့ခဲ့ရတဲ့အထိဖြစ်ခဲ့ရတယ်လည်းဖြစ်ပါတယ်အဲ့တော့ဒီမဟာဗျူဟာမြောက်အရင်းမြစ်တွေရဲ့အရေးကြီးတာတွေကိုသဘောပေါက်တဲ့အမေရိကန်နိုင်ငံအနေနဲ့ပေါ့လေမြေရှားသတ္တုတွေပေါ်တဲ့ဒိန်းမတ်နိုင်ငံပိုင်Greenland ကျွန်းကိုအလိုရှိတယ်ဆိုပြီးတော့ထုတ်ပြောခဲ့ရတဲ့အထိဖြစ်ခဲ့တာကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီမဟာဗျူဟာမြောက်အရင်းမြစ်တွေနဲ့ပတ်သက်ရင်ပထမဆုံးပြောချင်တာကတော့ဒီစွမ်းအင်လုံစာအရင်းမြစ်ကဏ္ဍပဲဖြစ်ပါတယ်ဒီစွမ်းအင်လုံစာအရင်းမြစ်နဲ့ပေါ့လေကြည့်မယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံကအရန်ရေနံစီပေါင်း3.2 ဘီလီယံနဲ့သဘာဝဓာတ်ငွေ့18 ထရီလီယံနီးပါးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်အဲ့တော့ဒီစွမ်းအင်လုံစာအရင်းမြစ်တွေထုတ်လုပ်မှုကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံဟာ2013ခုနှစ်မှာဒီအာရှပစိဖိတ်ဒေသအတွင်းမှာပေါ့လေစွမ်းအင်တင်ပို့ရောင်းချခဲ့တယ်အဓိက9နိုင်ငံမှာဒုတိယမြောက်အများဆုံးသဘာဝဓာတ်ငွေ့တင်ပို့ရောင်းချတဲ့နိုင်ငံလည်းဖြစ်ပါတယ်ဆိုတော့ဒါအပြင်မြန်မာနိုင်ငံအတွက်ပေါ့လေစွမ်းအင်ကဏ္ဍဆိုတာဒီမဟာဗျူဟာမြောက်ထုတ်ကုန်လုပ်ငန်းတစ်ခုအဖြစ်နဲ့လည်းမှတ်ယူရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့နည်းပညာဆိုင်ရာသယံဇာတအရင်းမြစ်ကဏ္ဍပဲဖြစ်ပါတယ်ဆိုတော့ဒီကဏ္ဍနဲ့ပတ်သက်ပြီးတော့မြင်တောင်ပြောရမယ်ဆိုလို့ရှိရင်လက်ရှိကမ္ဘာမှာပေါ့လေခေတ်မီနည်းပညာတွေတိုးတက်နေတဲ့အလျောက်ခေတ်မီနည်းပညာတွေဖြစ်တဲ့စမတ်ဖုန်းတွေလျှက်ဆက်ကားတွေစသဖြင့်ပေါ့လေဆိုတော့ဒါတွေကလူတိုင်းအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ဆိုတော့ဒီပစ္စည်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့သတ္တုကတော့မြေရှားသတ္တုတွေပဲဖြစ်ပါတယ်ဆိုတော့အဲ့တော့ဒီကမ္ဘာမှာမြေရှားသတ္တုကိုထုတ်လုပ်တင်ပို့တဲ့နိုင်ငံအများပြားမရှိပေမဲ့လို့လက်ရှိမှာတော့ဒီကမ္ဘာတင်ပို့မှုအများဆုံးနိုင်ငံကတော့တရုတ်နိုင်ငံပဲဖြစ်ပါတယ်ဆိုတော့ကမ္ဘာတင်ပို့မှုရဲ့တတိယအများဆုံးနိုင်ငံကတော့မြန်မာနိုင်ငံပဲဖြစ်ပါတယ်ဆိုတော့ဒါအပြင်ဒီမြေရှားသတ္တုဟာဒီကမ္ဘာစီးပွားရေးနဲ့ပထဝီနိုင်ငံရေးအရာအမေရိကန်နဲ့တရုတ်တို့ရဲ့အပြိုင်မှုတွေကြောင့်လည်းကမ္ဘာအရေးပါဆုံးမဟာဗျူဟာမြောက်သတ္တုဖြစ်လာစေခဲ့တာလည်းဖြစ်ပါတယ်မြေရှားသတ္တုအမြောက်အများထွက်ရှိတဲ့မြန်မာနိုင်ငံကဒီအင်အားကြီးနိုင်ငံကြားပြိုင်ဆိုင်မှုတွေရဲ့အချက်ချာကျတဲ့နေရာတစ်ခုဖြစ်လာနေပြီလည်းဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့မြေရှားသတ္တုတွေကိုထုတ်လုပ်တင်ပို့ပြီးတော့ဒီကမ္ဘာနိုင်ငံရဲ့အခင်းကျင်းတွေမှာဒီအရင်းမြစ်တွေရဲ့မဟာဗျူဟာမြောက်အသုံးချနိုင်ရဲ့အတွက်ကိုလည်းဆောင်ရွက်ဖို့လိုအပ်တာပဲဖြစ်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ဒီနေ့ကမ္ဘာမှာဒီပထဝီနိုင်ငံရေးကိုအသုံးပြုပြီးတော့ဒီပထဝီအကျိုးစီးပွားကိုအကောင့်တွေပေါ်လာနိုင်ကြပြီဖြစ်ပါတယ်အဲ့တော့ဒီပထဝီအကျိုးစီးပွားတွေရှိလာဖို့လောက်ဆောင်ရမှာကမဟာဗျူဟာမြောက်အရင်းမြစ်တွေကိုအသုံးချပြီးတော့ဒီလောက်ဆောင်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံအနေနဲ့ပေါ့လေနိုင်ငံတိဆောက်ဖို့နဲ့နိုင်ငံရဲ့ပထဝီနိုင်ငံရေးရည်မှန်းချက်တွေအောင်မြင်ဖို့ဆိုလို့ရှိရင်မဟာဗျူဟာမြောက်အရင်းမြစ်တွေရဲ့အရေးပါပုံကိုနားလေသဘောပေါက်ဖို့လည်းလိုအပ်ပါဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံအနေနဲ့ပေါ့လေနိုင်ငံဖွံ့ဖြိုးရေးအတွက်မဟာဗျူဟာမြောက်အရင်းမြစ်တွေကိုအသုံးချဖို့အပြင်နိုင်ငံရဲ့နိုင်ငံပထဝီနိုင်ငံရေးရည်မှန်းချက်တွေနဲ့ကန့်ညီတဲ့မူဝါဒတွေချက်မှတ်ပြီးတော့ဒီလောက်ဆောင်သွားဖို့တဲ့လိုအပ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်